Hi guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာကမီတငယ်ချင်းကမီဒီဘောနော်ဒီအဖြစ်နဲ့ဆက်တာတာဝတီတော့ခေါ်ပြပါတယ်ကမီတငယ်ချင်းပါမတော့ခင်မီတငယ်ချင်းပေါ့နော်ခင်မီကကျမကိုမစောင့်ပါဘူးရှင်တန်းတက်တော့တာပဲဝိဝိဆိုပြီးတော့နော်ဘယ်လိုတက်လို့တက်နေမှာတော့သိပါလင်းမြန်ကြနေကျွန်မတငယ်ချင်းတာတော့ကိုဒီပြနေမဆောင်ဘူးနော်ပြီးလို့ရှိရင်ကျွန်မပဲနေဝဲသူလက်ဆဲပါသူစိတ်ကြပါနော်သူစိတ်သူ့တွင်ပေါက်ကြပါနဲ့သူ follow ရလည်းနည်းနည်းပါးပါးလောက်ပေးကြပါအောင်ဆိုနော်ဒီတာပါတော့ကျမကိုယ်တိုင်ပြောထားတယ်တာပါမလို့သူခုံတာပေါ့နည်းနည်းပါးပါးသူ့တာပါလေးပါလေးပြောပြလိုက်အောင်ပါနော်follow ရမလို့တော့ကြနေဟိုကျမတကယ်ချင်းအကောင့်ကကြတော့ဘာလို့ရုံးချွေရတူပဲဖြစ်ပါလေသူတော့ကောင်ကတော့သူကတော့မသိဘူးနော်ဒီတော့ကောင်လည်းရွှေတူပါပဲအကောင်မယူကောင်ကဝိုင်းပုံစံလေးပေါ့နော်ဝိုင်းပုံစံလေးဖဲပွင့်နေသူဘယ်လာမှလည်းကြည့်နေတာပေါ့နော်အကောင်မကကျမကိုမမြင်ဘူးလို့နေသူဒီမှာခုံရနေတယ်ခုံရပြီးတွေ့ရှင်ကျမလေးဆက်လာကြည့်လိုက်ပဲသူကစောင့်ခိုင်းနေကျမလည်းမစောင့်ဘူးနော်ဒီနေ့ကျမလည်းတက်လည်းမတက်လိုက်ဘူးနော်ဒီနေ့သူကျမရဲ့စိတ်ကလည်းရဖြစ်တာပါဒီသူကဘောနော်ကျမကျူရှင်လိုင်းနဲ့သူ့အိမ်မှာဂိမ်းအဲ့ပါနော်သူ့အိမ်ကိုနော်လုံးဝလာမလဲကြနေပါဘယ်လိုလဲဆိုသူကဘာနော် wifi ပေးမသုံးဘူး aircon ဆိုလဲကျမကိုဖွင့်ခိုင်းနေပြီးတော့ကျမမိကြကြီးစောင့်နေပါလေဟုတ်ကဲ့စနာကျမရောင်ပြောနေပါလေဆိုဟိုအရာသသနာရပိတ်တယ်သူကဘေးမှာထိုင်ကြီးလားကျမတော့တကယ်ချင်းပြောပါနော်ငယ်လေးရပေါင်းလာမွေးကြတယ်မွေးကြတော့နတ်ဒီမာတွေကဘိုးကဘောနော်သူကျမ၄နှစ်ပဲရှိတယ်သူက9နှစ်လားမသိဘူးသူကကျမတဲ့တစ်နှစ်ပိုကြီးပါအဲ့ဒါကျမဆောက်ကောင်မသူကဘောနော်ဘောဘလော့ထဲမှာကျမကိုစားကမဆိုတာပေါ့နော်ယူတီတီလေးနဲ့ခေါ်ပါနော်ဖြစ်ဖတယ်မှာ所以我先说，ကျမအခုမှကျမရေမှုနဲ့ဘာတော်လေးခုံရမှာတဲကြပါရှိအဲ့လို